ကဲအားလုံးပဲမင်္ဂလာပါနော်ဂျူဂျူကေတာ channel ကနေပြီးတော့ကိုကိုမာတွေအားလုံးပဲတဦးတယောက်ချင်းစီတိုင်းကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်ဂျူရဲ့ဗီဒီယိုဖိုင်လေးတွေဝင်လာတာနဲ့ channel ကို subscribe မနေရသေးတဲ့ကိုမာတွေ subscribe လေးတယောက်တစ်ချက်နေပေးပါနော် like လက်မလေးတယောက်တစ်ချက်နေပြပေးဝင်ရင်ပေးပါအများမြင်အများတွေ့ရအောင်လည်းတယောက်တစ်ချက် share ပေးပါလို့မြတ်တရက်ခံပါတယ်နော်အားလုံးပဲမင်္ဂလာညချမ်းလေးပါရှင်မြန်လေးဝင်လာမယ်နော်ဝင်လာတဲ့ကိုမာကြီး like လက်မလေးနေတယောက်တစ်ချက် shareလုံးပဲမင်္ဂလာပါနော်မြန်လေးဝင်လာမယ်နော်ဂျူလက်ကြာကြီးမပြောပါဘူးကိုကိုမကြီးချိန်လဲရှိသေးရဖြစ်တဲ့အတွက်လေးဝဲထွက်ထားတယ်အခုဆိုရှင်ရင်တလင်းလာအင်္ဂါနော်လေးဝဲထွက်ထားတယ်လေးဝဲထွက်ထားတဲ့ဇယားမှာနော်ဂျူတို့နေတိုက်တွေတလင်းလာနေရ main အော်ကွက်နဲ့နော်မနက်ညကို okay တယ်နှစ်ပွဲနော်ဒီနေ့အင်္ဂါနေ့ကတော့တပတ်စာအချုပ်သမားတွေပဲဆင်ပြေလိမ့်မယ်တပတ်စာအချုပ်မှာကျူညီကို10ပြည့်เนาะ2မျိုးတည်းပေးသွားတယ်เนาะ65ဆိုတဲ့အတွက်ညီကိုထွက်တယ်10ပြည့်ကျန်မယ်เนาะတပတ်စာအချုပ်သမားတွေကဒီနေ့ဆင်ပြေမနေ့ကတော့နေတိုက်တယ်เนาะမနေ့ပြန်အဖွဲ့ဝင်တွေဆင်ပြေဖို့ပဲရှိတော့เนาะအကုန်လုံးအဆင်ပြေစေချင်ပါတယ်เนาะမြန်လေးဝင်လာမယ်ဝင်လာနဲ့လိုက်လက်မလေးနှိပ်မယ်တယောက်တစ်ချက်ရှယ်မယ်เนาะ65လုံးကညီကိုဖြစ်တဲ့အတွက်တပတ်စာအချုပ်လိုက်တဲ့ကိုမကြီးပေါက်ကြီးတွေမှတ်ပါနက်ပြန်17ရက်3လ2026ဗုဒ္ဓဖူးနေ့ကိုရောက်ရှိလာပါပြီเนาะဗုဒ္ဓဖူးနေ့နေကုန်းစာအတွက်ကနန်းလေးတွေတွားမယ်နေတိုက်ကနန်းလေးပြင်ဆင်ထားပါတယ်เนาะဂျူရဲ့အဖွဲ့ဝင်တွေအကုန်လုံးပဲเนาะမနက်ပြန်ဗုဒ္ဓဖူးမကြော်ဖြစ်တဲ့အတွက်ဗုဒ္ဓဖူးနေ့မနက်ညကျုံးဝင်တယ်เนาะအဲ့ဒီမွေးကနန်းမွေးပတ်တီးကိုမနက်ပြန်နေကုန်းဆက်တိုင်မယ်เนาะကိုမကြီးအကုန်လုံးပဲ3ရက်မကြော်ဖြစ်တဲ့အတွက်အခုကတလင်းလာအင်္ဂါ2ရက်ပဲရှိသေးတယ်เนาะဗုဒ္ဓဖူးနေ့နေကုန်းပါပါတယ်ရှင်အတွက်ကြောင့်မသိမှဆိုလို့เนาะအဖွဲ့ဝင်အစ်တွေကဒါကြောင့်မလို့ပေးထားတဲ့မွေးကနန်းနေမွေးပတ်တီးတွေကိုမနက်ဖြန်နေကုန်မနက်ညဆက်တိုက်မယ်เนาะကိုမိုင်းပြီးရင်ဂျူရွေးချယ်ထားတဲ့တကွက်ကောင်းဆိုတဲ့ဟာလေးကိုအဖွဲ့ဝင်သမားတွေယူဆော့လို့ရပါတယ်เนาะတကွက်ကောင်းဆိုတာတော့တည်ရမလားနည်းနည်းပါးပါးရန်ဆော့လို့ရတယ်เนาะအကြိုက်ဆုံးကွက်เนาะနေတိုက်ထဲမှာတကွက်ကောင်းဆိုတာအကြိုက်ဆုံးနေရာမှာထည့်ထားတာဖြစ်တဲ့အတွက်အကြိုက်တူတယ်ဆိုရင်ယူ3ယူကစားပါဂျူရဲ့အဖွဲ့ဝင်တွေကအဖွဲ့ဝင်ပတ်တီးအဖွဲ့ဝင်မွေးကွက်ကိုအဓိကဆော့မယ်ပြီးရင်တကွက်ကောင်းဆိုတဲ့ကနန်းလေးကိုเนาะတကွက်ကောင်း2ကွက်ကောင်းလေးကိုရန်ဆော့မယ်ဒါတကွက်ကောင်း2ကွက်ကောင်းဆိုတော့တကွက်2ကွက်ပဲရှိရလေเนาะကိုမရန်ဆော့လို့ရတယ်အဓိကကတော့မွေးကနန်းမွေးပတ်တီးအဓိကမနက်ဖြန်နေကုန်ဆက်ဖိုက်မယ်เนาะဖိုက်တင်မှာမနက်ဖြန်ဖွဲ့ဝင်နေလဲပါเนาะကဲဒါဆိုကျတို့နေတိုက်တွေသွားရအောင်เนาะ17ရက်3လ2026ဗုဒ္ဓဖူးနေ့နေကုန်းစားအတွက်၄လုံးခွေကိုရင်စမယ်၄လုံးခွေဒီကီးမဟုတ်တဲ့အတွက်ဘာနဲ့မှကတ်ထိုးစရာမလိုဘူး၄လုံးချင်းချင်းကိုခွေဆော့မယ်เนาะတေချာလေးလိုက်မှတ်မယ်ကိုမကြီးအကုန်လုံးပဲ၄လုံးခွေဒီ2 4 9အခွေပါကြားရင်ကွန်မန့်လီမှာမှတ်ပြီเนาะ၄လုံးခွေဒီ2 4 9အခွေပါရှင်လေးလုံးခွေသည်2 4 9အခွေပါเนาะပတ်သည်3ပတ်သည်8ပတ်သည်3 8ပတ်သည်ဒါဗုဒ္ဓဖူးနေ့တနေ့စာเนาะဗုဒ္ဓဖူးနေ့နေကုန်စားတဲ့ပတ်သည်3ပတ်သည်8ပတ်သည်3 8ပတ်သည်ပတ်သည်မပတ်နိုင်တဲ့ကိုမအတွက်ပတ်သည်လေးတစ်လုံးကိုကျူတင်ကွက်4ကွက်စီထုတ်ပေးထားပါတယ်အကြိုက်တူတဲ့ကိုမလည်းကျူ3ယူကစားပါ3နဲ့ဆိုရင်3 1 3 4 3 6 3 9တိကျလေးလိုက်မယ်နော်3နဲ့ဆိုရင်3 1 3 4 3 6 3 9ကြားရင်ကွန်မန့်လေးမှန်ပေးပါနော်ဒီတိုင်းရက်ကြည့်မနေနဲ့ရက်ကြည့်လို့မျက်မရှိဘူးလိုက်လက်မနှိပ်မယ်ကွန်မန့်မှန်မယ်တယောက်တစ်ချက် share ပေးပါနော် channel ကို subscribe မနေရသေးရင် subscribe လေးတွေနှိပ်ထားပါဒါဆိုမနေ့ပြန်ပေါက်လိုက်မယ်ထပ်ပြီးတော့3နဲ့ဆိုရင်3 1 3 4 3 6 3 9 8နဲ့ဆိုရင်80 8 1 8 5 8 6 8နဲ့ဆိုရင်80 8 1 8 5 8 6ထပ်ခေါ်မယ်နော်8နဲ့ဆိုရင်80 8 1 8 5 8 6ကဲ8ကွက်တမှာအကြိုက်ဆုံးမိန်ရော2ကွက်ကိုဆွဲထုတ်မယ်1ကွက်ကောင်းပြောမယ်ဒါလေးပြီးရင်ဗီဒီယိုဖိုင်လေးရင်နာမယ်အခုဆွဲထုတ်မိမယ်မိန်ကွက်တွေ1ကွက်ကောင်းတွေကိုဂျူးရဖွဲ့ဝင်တွေအကုန်လုံးပဲ
နည်းနည်းစီရန်စောထားလို့ရပါတယ်နော်အဓိကကတော့မွေးကနမွေးပတ်ဒီအဓိကမနေ့ပြန်နေကုန်ပါရဲ့အတွက်မွေးကနမွေးပတ်ဒီနေကုန်တိုက်မယ်နော်ဒီမှာတစ်ကွက်ကောင်းနှစ်ကွက်ကောင်းလေးတွေကိုပရန်စောထားလို့ရတယ်တေချာလေးပြောရင်နော်ကဲဒါဆို main ကွက်နှစ်ကွက်အနေနဲ့ကတော့3နဲ့ဆိုရင်36 8နဲ့ဆိုရင်86 36 86ကြိုက်ဆုံး main နှစ်ကွက်နော် main ကွက်နှစ်ကွက်ဒီ36 86ကြိုက်ဆုံး main နှစ်ကွက်ကိုမကြီးကြိုက်လို့ရလားနော် main ကွက်ဒီ36 86ပါနော်ကဲဒါဆိုကျူတို့တကွက်ကောင်းပြောပြီးဗီဒီယိုဖိုင်ရနားမယ်တကွက်ကောင်းမပြောခင်လိုက်လက်မမနှိပ်ရသေးရကိုမလိုက်လက်မလေးနှိပ်မယ်တယောက်တစ်ချက် share ပေးပါเนาะ channel အသစ်ကလေးဖြစ်တဲ့ subscribe မနှိပ်ရသေးရင် subscribe လေးနှိပ်ပေးပါเนาะအဲ့ဒါလေးလုပ်ပြီးလို့ရှိရင်မနေ့ပြန်ထပ်ပေါက်လိမ့်မယ်ဒါဆိုအခုတကွက်ကောင်းခေါ်ပေးမယ်เนาะအခုပြောခေါ်ပေးတဲ့တကွက်ကောင်းကိုနေတိုင်းမှာမထိုးအများကြီးမထိုးတိုင်းနဲ့ကိုမရန်လမိန်ခွက်တွေတကွက်ကောင်းနေပြေးဆိုပေါ့เนาะဒါအများကြီးမထိုးနိုင်တဲ့ကိုမတွေကိုပြောတာဂျူရဲ့ဖွဲ့ဝင်နေရမှာလည်းပြန်နေကုန်ပါပါတယ် fighting မှာเนาะဗုဒ္ဓဖူးနဲ့နေကုန် set fight မယ်เนาะနေကုန်မှာမွေးကနမွေးပတ်တီးတီအဓိကထပ်စားဆိုမယ်เนาะကိုမိုင်နေကုန်ပါတယ်เนาะကြိုက်တူလဲဆိုရင်ဒီကတစ်ကွက်ကောင်းနှစ်ကွက်ကောင်းလေးတွေကိုရန်ပြီးတော့ခပ်ပါလေးစောထားလို့ရတယ်အဓိကတော့မွေးကွက်မွေးပတ်တီးအဓိကเนาะတစ်ကွက်ကောင်းနှစ်ကွက်ကောင်းလေးကိုလည်းယူဆော့လို့ရတယ်နေ့တိုင်းမှာအကြိုက်ဆုံးဆိုတဲ့နေရာလေးမှာထည့်ထားတာဖြစ်တဲ့အတွက်เนาะကဲဒါဆိုကျူတကွက်ကောင်းခေါ်ပေးပြီးဗီဒီယိုဖိုင်လေးရန်နာမယ်เนาะ17ရက်3လ2026ဗုဒ္ဓဖူးနေ့နေကုန်စားအတွက်တကွက်ကောင်းသည်40တကွက်ကောင်းသည်40 3.4တခါတည်းအားပေးရကျူထိတ်ရပေးရပေးလို့မရှိဘူးเนาะတကွက်ကောင်းသည်40ပါဖွဲ့ဝင်နေပါယူဆော့မယ်เนาะတကွက်ကောင်းတို့ဘာတို့ဖွဲ့ဝင်ပတ်တီဖွဲ့ဝင်မွေးကွက်ကိုအဓိကထားမယ်တကွက်ကောင်းဆိုတာတော့သိတဲ့အတိုင်းเนาะအကြိုက်ဆုံးနေရာမှာထည့်ထားဖြစ်တဲ့အတွက်ယူဆော့တင်တဲ့ကဏ္ဍမှာเนาะတကွက်ကောင်းသည်40ပါကဲဒါဆိုလို့ရှိရင်ကျူတို့ဗီဒီယိုဖိုင်လေးဒီမှာပဲရန်နာမယ်ကိုမတွေအားလုံးပဲကိုကျမ်းမာရေးစိတ်ချမ်းသာပြီးတော့ပညာရေးလူမှုရေးစီးပွားရေးကျမ်းမာရေးဆက်ဆက်ရအဆင်ပြေကြပါစေเนาะဝင်ငွေတွေလည်းစသက်တက်ဖို့တိုးတက်ပါစေเนาะမနေ့ပြန်မှာကျူရဲ့အဖွဲ့ဝင်တွေရောနေတိုက်တွေရောအကုန်လုံးအဆင်ပြေကြပါစေလို့ဆုမကောင်းလေးတောင်းပေးရင်းနဲ့ဗီဒီယိုဖိုင်လေးဒီမှာပဲရန်နာပါမယ်เนาะအားလုံးပဲကိုလက်ပါ